ညတကောင်ရဲ့ရှိန်မှာမိုးရွာတဲ့တိမ်တိမ်နဲ့တူမောင်သက်တင်ဟာအိမ်အောင်တစ်လုံးလေးကိုရွှေ့နေခဲ့တယ်။အဲ့ဒီအိမ်ဟာမြို့စွန်မှာရှိပြီးလူနေနဲ့သာတွာလာတဲ့နေရာတစ်ခုဖြစ်တယ်။အိမ်ကိုဝယ်တဲ့ချိန်ကစပြီးည7:00နာရီတိတိမှမီးမဖွင့်ပါနဲ့လို့အိမ်ဟောင်းပန်ရှင်ကတတိပေးခဲ့တယ်။ဒါပေမဲ့မောင်သက်တင်ကအဲ့ဒီစကားကိုမယုံခဲ့ဘူး။ပထမညမှာတော့ဘာမှမဖြစ်ခဲ့ဘူး။ဒုတိယညမှာတော့ည7:00နာရီတိတိရောက်ချိန်မှာအိမ်ထဲကနိုင်ဟောင်းတစ်လုံးကတစ်ချက်တည်းဒေါင်းလို့အတန်ကြီးတစ်ခုထွက်ခဲ့တယ်။ထို့တန်နောက်ကအိမ်တစ်လုံးလုံးမီးပြတ်သွားပြီးအခန်းထဲမှာအေးဆက်သွားတဲ့လေတစ်ချက်ပေါက်ကွဲလိုက်သလိုဖြစ်လာတယ်။မောင်သက်တင်စိတ်မထိန်နိုင်ပဲမီးခလုတ်ကိုနှိပ်လိုက်တယ်။မီးတောက်ထွက်လာချိန်မှာသူမထင်ထားတဲ့အရာကိုမြင်လိုက်ရတယ်။မှန်ကန်တဲ့မဟုတ်တဲ့အရေးတစ်ခုကသူ့နောက်မှာရက်နေတယ်။အရေးကသူ့လှုပ်ရှားမှုတိုင်းကိုမလိုက်ဘူး။သူလက်မြောက်လိုက်ရင်အရေးကနောက်ကျပြီးမှလှုပ်ရှားတယ်။မီးမဖွင့်ပါနဲ့လို့နားထဲမှာအလင်းမဲ့တန်တစ်ခုကွင်းကွင်းရှင်းရှင်းထွက်လာတယ်။မောင်သက်တင်တတိပြုလိုက်တာကအရေးကမိမိရိတ်မဟုတ်ဘူးဆိုတာပဲ။အရေးရဲ့မျက်နှာမှာမျက်လုံးလုံးဝမရှိဘူး။ဒါပေမဲ့သူ့ကိုကြည့်နေတာကိုခံစားရတယ်။တဖြည်းဖြည်းနဲ့အရေးကနီးလာတယ်။နိုင်ရန်ပေါ်ကအရေးမဟုတ်ပဲမြေပြင်ပေါ်ကနေအလန်းလိုက်လှုပ်ရှားလာတယ်။မောင်သက်တင်အမြန်မီးပိတ်လိုက်တယ်။အမောင်ထဲမှာအေးဆက်တဲ့လက်တစ်ဖက်ကသူ့လက်ကိုကင်လိုက်တယ်။မနက်မိုးလင်းချိန်မှာအိမ်ရှိလမ်းမှာလူတွေစုဝေးနေကြတယ်။မောင်သက်တင်ကိုမတွေ့တော့ဘူး။ဒါပေမဲ့အိမ်နိုင်ရန်ပေါ်မှာတော့အရေးသေးတစ်ခုပေါ်လာတယ်။အဲ့ဒီအရေးကလက်မြောက်ထားပြီးအကူကြီးတောင်းနေတယ်လို့ဖြစ်နေခဲ့တယ်။ည7:00နာရီတိတိရောက်တိုင်းနိုင်ဟောင်းကတစ်ချက်တည်းဒေါင်းလို့အတန်ထွက်နေစေ